အုပ်တလုံးပဲထည့်လိုက်ပါဘာကြောင့်လဲဆိုတာအခုပဲပြောပြပေးမယ်နော်အလားပါဆိုင်ရာလျှို့ဝှက်ချက်တွေဘာလို့တင့်စီရောက်မလာတာလဲဆိုတာတွေးဘူးလားပလတ်စတစ်ပလင်းလေးတစ်လုံးကိုသုံးပြီးကြောက်အနစ်ကိုတီးတန့်ထည့်လိုက်ပါဒါကအဓိကပါဝင်ပစ္စည်းဖြစ်ပေမဲ့အကာကိုလည်းနည်းနည်းခြံထားပါအောင်ကျမတို့သုံးအောင်မှာမို့လို့ပါအခုကြောက်အနစ်ထက်ကိုအကာသမင်းစားစွန်းတစ်စွန်းထည့်လိုက်ပါပြီးရင် Vaseline Petroleum Jelly သမင်းစားစွန်းတစ်စွန်းထည့်ပါမယ်အသားရည်အတွက်အမြင်နီးညူနေကြတဲ့တငယ်ချင်းတွေကိုလည်းဒီနီးလန်းလေးစမ်းကြည့်ဖို့တက်ခေါ်လိုက်ဦးနော်ဒါကတဘာဝနီးလန်းစစ်စစ်ပါပြီးရင်တော့တမ်ဘရာရီသမင်းစားစွန်းတစ်စွန်းနစ်ထည့်လိုက်ပါခရင်လိုပြပြလေးခိသွားအောင်တေချာလေးမှွေပေးပါစိတ်ဝင်စားတယ်ဆိုရင် comment မှာ I'm going လို့ရေးခဲ့ပေးဦးနော်ဒါကမျက်နှာပေါင်းတင်ဖို့တာမကလက်တွေကိုစိုးပြေးစေဖို့နဲ့ခြေဖနှောင့်ကွဲတာတွေကိုကုသဖို့မျိုးစဲနဲ့ချီဖုံးဆွဲလိုက်ခဲ့တဲ့အသားရည်ကွင်းလည်အားဖြည့်နေပဲဖြစ်ပါတယ်Stanford ကသူတေသနာတွေအရဒီအယောနောကိုအသားထဲစိတ်ဝင်အောင်အသားရနှိမ့်နေပြီးပလတ်စတစ်စနဲ့10မိနစ်ကနေ15မိနစ်လောက်အုပ်ထားပေးပါဒီအဆင့်ကပါဝင်ပစ္စည်းတွေအသားထဲပိုစိတ်ဝင်ဖို့အတွက်တကယ်ကိုအရေးကြီးပါတယ်ဒီလူဝချက်ကိုတီးပြီးသားလားတီးပြီးသားဆိုရင် warms လို့ comment ပေးခဲ့ပါအောင်ပြီးရင်တော့အုပ်ထားတဲ့ပလတ်စတစ်ကိုဖယ်ပြီးအဝတ်ပြုတ်လေးနဲ့တန့်စင်လိုက်ပါရလက်ကိုချစ်ချင်းခံစားရမှာပါအလှကုန် brand တွေကဒီနီးလန်းကိုဘာလို့လျှို့ဝှက်ထားခြင်းကြလဲဆိုတာအခုတော့နားလည်သွားပြီမလားဒီနီးလန်းလေးကိုဝါကနေ10အထိဆိုရင်ဘယ်လောက်ပေးချင်လဲ like လို့ comment ပေးပြီးဒီဗီဒီယိုလေးကိုတင်ထားလိုက်နော်ဒီနေ့ပဲစမ်းကြည့်လိုက်ပါ